说，是的，老呢，都没跟他说，红灯接着说啊说，哎，那人他咋不来比我一个呀？行了，讲没？哎，你妈的，口述着哪的？大马我哩个တရားဟောအဲ့တော့တာဝါဝရီနဲ့မိဖုရား900ကတရားနာခြင်းနဲ့ဆိုတော့ဒီလိုတော့မဟောနိုင်ဘူးတဲ့တရားကိုတန်ဖိုးထားတယ်ငါ့ကိုရေချိုးပေးကြမယ်တာဝါဝရီမိဖုရားရေချိုးပေးရတယ်နန္ဒလိမ့်ပေးရတယ်လိမ့်ပေးပြီးတော့မှတခါတည်းဝေါကောင်းစားလာထားပြီးတော့တာဝါဝရီနေတဲ့သလွန်ပေါ်မှာခုတ်စုတ်တရားထိုင်းမိဖုရားကအောက်ကဒုတုံနာတယ်ရှင်းလားကောင်းပြီချိန်သိမ့်မရှိလို့ဒါတွေသိရှင်းချိန်မရအောင်ထားလိုက်အဲ့တော့တာမဝရီကခုတ်စုတ်တရာဟောတဲ့တရားကိုမိဖုရား900လုံးနာတော့သူတို့လည်းသောတာပန်တည်သွားတယ်ဟုတ်ပြီနော်တည်ပြီးတော့နောက်ပိုင်းကိုခုတ်စုတ်တရာကိုတာဝန်ပေးလိုက်တယ်အရှင်မဝေယံဝဆဘာမှမလုပ်နဲ့တော့ကျွန်တော်မျိုးမရဲ့ဆရာမိဖုရားမောင်မမိတ်တန်ရဲ့ဆရာဖြစ်ပြီအဲ့တော့သင်ကနေတိုင်းနန်းတော်တွေကနေပန်းဝယ်သွားရင်တရားနာပြီးရင်ကျွန်တော်တို့ကိုပြန်ပြီးဟောအဲ့ဒါနဲ့သူကပိဋကသုံးပုံဆောင်ဖြစ်သွားတယ်ရှင်းတယ်နော်ညာကလည်းသိကောင်းတယ်ဘုရားဟောပြလိုက်တာအကုန်မှတ်မိတယ်အိမ်ရောက်ရနန်းတော်ရောက်အကုန်ပြန်ပြောတတ်တယ်အဲ့တော့ပညာအရာလူပုဂ္ဂိုလ်လူမိမ့်မထဲမှာအေးတဲ့ရှင်းသလားအဲ့တော့မှဘေးကဝိုင်းပြီးတော့မေးကြတယ်ခုတ်သုတ္တရာအမေကညာလည်းသိထက်တယ်တရားနာလိုက်တာနဲ့လည်းမညံဖုန်ညာအလင်းမြန်ရလဲတယ်နောက်ဆုံးဘဝကျွတ်တန်းဝင်တဲ့ဘဝအဲ့တော့တရားတွေလည်းပြန်ဟောတတ်တယ်ဒါလောက်ထက်မြက်တဲ့ပုဂ္ဂိုလ်ကဒီဘဝမှာဘာလို့ခါကုန်းကုန်းကြီးဖြစ်နေတာလဲရှင်းတယ်နော်ပြီးတော့သူတို့ဘာကျွန်ဘာလို့ဖြစ်နေတာလဲရှင်းသလားပြောချင်တာနော်နောက်အမေဟာတရားနာလိုက်တာနဲ့ဘာလို့ချက်ချင်းသိသွားတာလဲခုခင်ဗျားတို့အကြောင်းအကျိုးတွေနာခဲ့ပေါင်းများလားပေါ့ကြွပလားနော်ရှင်းလားစဉ်းစားငါမဟုတ်တာမလုပ်တော့ဘူးရဲဝန်ခံငါအမားတွေအကုန်ဒုံဝန်ခံပြီးတော့တော်ပြီလို့ထုံပေးကတ်တတ်တည်ကြီးဘယ်လောက်ပြောဟုတ်တယ်ဒေအိုးဆိုတော့ဒေအိုးကနေအေးရပြောအမေနော်ဒေအိုးတဲ့ဆိုငါလာမပြောနဲ့ဟောလောက်ကုန်ပြီရှင်းသလားအဲ့ဒါသတိပေးလိုက်အောင်မေကိုကိုတရားလေးသတိပေးရင်မြည်ပဲဖြစ်မြစ်ပဲဖြစ်သမီးပဲဖြစ်သားပဲဖြစ်အမေဒေါသဖြစ်နေတော့ဘုန်းကြီးကပြောတယ်ဒဲအိုးတဲ့ဆိုအေးဒီလိုခံယူမခံယူလို့ဒီချိန်ကလာမပြောနဲ့ဆိုအဲ့ဒီပုဂ္ဂိုလ်ဘယ်တော့မှမညံဖွညာမရတော့ဘူးဟိုကကျေးဇူးရှင်ကိုကိုတရားတစ်လုံးသတိပေးရင်ကျေးဇူးရှင်ပေါ်မမပါနဲ့ဒါအထူးသတိပေးတာနော်ကောင်းတာလုပ်ရင်းကနေသာသနာနာမှာနေရင်းနဲ့မထင်မှတ်တဲ့အာကုသိုလ်တွေဖြစ်ပြီးတော့ဝန်လေးနေကြတာတပုံကြီးပဲရှင်းသလားကိုမားပြီလို့သိရင်ချက်ချင်းတောင်းမှလိုက်ပါသမီးရေငါမားသွားတယ်မင်းခုနသတိပေးတာတာရုကွယ်တာရုအမေမှားသွားတယ်ရှင်းလားဒါရှိတယ်ဘာလို့တရားကိုချက်ချင်းရသလဲဆိုတော့မှခုတ်သုတ်တရားဟာတရားနာရင်နဲ့သောတာပန်သက္ကနာကအနာဂတ်ဆက်တက်သွားတယ်နောက်အဘိညာဉ်6ပါးတွေပါသူရတော့သူပြန်ပြောပြတယ်သမီးတို့အမေခါကုန်းတာတခြားမဟုတ်ဘူးလေဒါအမေအလှဲ့ဗါတဲ့တရားကောင်းစရာပါလို့သူများကျွန်ဖြစ်နေရတာဒီလိုကွတခုသောဘဝတုန်းကကသဗ္ဗဘုရားရှင်လက်ထက်မှာဗာရာဏသီပြည်မှာငါဟာဘယင့်သမီးတဲ့ဗါတယ်လေအခုလိုပဲဘယင့်ရဲ့သမီးတော်တဲ့အဲ့ဒါတရက်မှာငါရေမိုးချုပ်ဖိလိမ်ပြင်ဆင်နေတော့ဘိက္ခုနီမတပါးကြွလာဘယ်သူယဟန်တော်မဟုတ်သေးဘူးနော်ဘိက္ခုနီမကလည်းအရိယာမဟုတ်ဘူးရှင်းတယ်နော်အဲ့တော့ဟိုထဲမှာတော့အရိယာလို့ဆိုပါတယ်ဒါပေမဲ့ဦးဇင်းတို့အရိယာလို့မပြောချင်ဘူးယဟန်ဘိက္ခုဆိုတာဘယ်လိုလဲဆိုတာသိအောင်ရှင်းတယ်နော်ဘိက္ခုနီမတပါးကြွလာတယ်ကြွလာတော့အိမ်မှာနန်းတော်မှာဆွန်းသုံးနေကြဆွန်းခံနေကြဖြစ်မှာပေါ့အနားရောက်လာတော့ကြည့်လိုက်တော့သူကဖိလိမ်ပြင်ဆင်ပြီးအဝတ်လက်ဝတ်ယရနာတွေဝတ်မလို့ဝတ်မဲ့လက်ဝတ်ယရနာဘိက္ခုနီမနားမှာရောက်နေတာနဲ့အရှင်မမယုံမသိပေါ့ခင်ဗျားတို့ပြောနေကြစကားအတိုင်းဆိုရင်နော်တောင်းပန်ပါတယ်အဲ့ဒီလက်ဝတ်ယရနာလေးယူပေးပါသွားခိုင်းလိုက်ဘိက္ခုနီမဟုတ်နော်
အဲ့တော့ဘိက္ခုနီမစဉ်းစားတယ်ငါယူမပေးလို့ငါပြစ်မှားရင်သူဒေအိုသွားတော့ရှင်းလားသူတော်ကောင်းပြစ်မှားရင်ဘယ်သွားမှာလဲငရဲရောက်မှာတဲ့ငါယူပေးလိုက်ရင်ဖြစ်ရဘဝသူကျွန်ဖြစ်တော့မယ်အဲ့တော့ဒေအိုရောက်တာနဲ့စာရင်ကျွန်ဖြစ်တာကတော်သေးရဲ့ဆိုပြီးသူယူပေးသွားတယ်အဲ့ဒီဘိက္ခုနီမကိုခိုင်းလိုက်တဲ့ဒါတော့မယုံမသေးမောက်မောက်မခိုင်းတာမဟုတ်ခဲ့ပါဘူးကွယ်တဲ့ဘယ်လိုခိုင်းလဲရင်ရင်ချင်းချင်းလေးပါပဲမယုံမသေးကြောပါရဲ့အရှင်ဘုရားတပည့်တော်ကိုအဲ့ဒါလေးယူပေးစမ်းပါသူတော်ကောင်းကိုသွားခိုင်းမိတဲ့အတွက်ငါမှကသဗ္ဗဘုရားရှင်လက်ထက်ကလေးကအခုဂေါရမဘုရားပွင့်တဲ့အထိဖြစ်ရဘဝမှာကျွန်ကြီးဖြစ်ခဲ့တာလေအလှည့်ရှင်းလားကိုအလှည့်ကြမနှွဲ့နဲ့လေဟဲ့ဗါတဲ့ကိုအလှည့်ကြမနှွဲ့နဲ့အဲ့ဒါမသိလို့ပေါ့စောစောမလေးမကောင်းတဲ့လူတွေကြီးပွားနေတာကောင်းတဲ့လူတွေဆင်းရဲနေဆိုမင်းကဘလောက်ကောင်းပြီလဲပြန်မေးလိုက်အလှည့်กว่าရှင်းလားအဲ့လိုသူများကိုသူတော်ကောင်းကိုသွားခိုင်းမိလိုက်တဲ့ကိစ္စကြောင့်ဖြစ်ရဘဝမှာကျွန်ဖြစ်ခဲ့တယ်ဟာဒါဖြင့်အမေခါကုန်းတာရောခါကုန်းတာတော့တခြားမဟုတ်ဘူးကွယ်တဲ့ကြားထဲမှာကသဗ္ဗဘုရားရှင်နဲ့ဒီဂေါရမဘုရားရှင်ကြားထဲမှာပိစိကဗုဒ္ဓတပါးကအိမ်မှာအမြဲတမ်းဆွန့်ခံတယ်တဲ့ငါဖြစ်တဲ့အိမ်မှာဆွန့်အမြဲတမ်းခံတော့အဲ့ဒီပိစိကဗုဒ္ဓခါကုန်းနေတယ်ဘာဖြစ်နေလဲခါကုန်းနေတော့ငါလည်းအဲ့ဒီအိမ်မှာအခိုင်းစိတ်ဆိုတော့ပျော်တော့ဆက်ပေါ်တယ်ပျော်ရင်းနဲ့ဘာလုပ်လဲဆိုတော့အဝတ်နီကြီးတစ်ခုကိုယူလိုက်ပြီးတော့သင်္ကန်းပတ်သလိုပတ်ပြီးတော့မှခွက်တစ်ခုကိုကင်ပြီးငါတို့ပိစိကဗုဒ္ဓငါတို့ဘုန်းကြီးကြွတာဒီလိုဟေးလို့ဆိုခါလေးကုန်းကုန်းပြီးတော့ပြောင်းခဲ့တာတဲ့ရှင်းလားရောင်တတ်တဲ့လူတွေစတဲ့လူတွေနော်ထော်နှင်းဖြစ်သူတွေစတတ်တဲ့လူတွေထက်အဖြစ်သူတွေပြောင်းလောင်တတ်သူတွေသတိထားပါအလဲရှင်းလားငါခဏလေးပြောင်းပြခဲ့တာတဲ့ငါတို့ဘုန်းကြီးကြွတာဟောလို့ဟေးလို့ကုန်းကုန်းလေးလုပ်ပြတာငါဖြစ်ရဘဝခကုန်းဖြစ်ရတယ်လုပ်ခဲ့တာဘယ်နှကြိမ်ခံရတော့အကြိမ်ပေါင်းများစွာအခုကျွတ်တန်းဝင်မဲ့ဘဝအထိခကုန်းကြီးနာမည်တောင်ခုတ်စဥတ္တရာရှင်းသလားအဲ့ဒါပါလေအလဲကိုအလဲရောက်လာမယ်မမေ့နဲ့ရှင်းသလားဒါဖြင့်အရှင်မညံကောင်းတာဟောဘာကြောင့်လဲဟိုဘက်ကတော့အာဟုသူတွေကြောင့်ခါကုန်းတဲ့သူများကျွန်ဖြစ်တယ်သိပြီညံကောင်းတာဘာကြောင့်လဲအေးဒါကလည်းဒီလိုရှိတယ်ဒီနေရာမှာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးစကားကိုပြောရဒါနသီလဘာဝနာနောက်ထားกว่าတဲ့သစ္စာသိအောင်အရင်လို့မပြောဘူးလားအသေးမဟုတ်ခင်မပြောဘူးလားကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ခင်ဗျားတို့ကျွတ်တို့ပေါ်မှာထားတဲ့မေတ္တာရှင်းတော့ကြည်အကြောင်းကောင်းမှအကြောင်းပြည့်စုံမှအကြောင်းမှန်ကန်မှလုံးအဲ့ဒါဉာဏ်ရှိသလိုသုံးရေလဲသုံးဓမ္မဤအနှစ်ချုပ်အကြောင်းကျိုးမသိရင်တရားမသိတရားမသိရင်ဘုရားမသိဘူးရှင်းလားတို့ဗုဒ္ဓဘာသာပြက်နေပြီလို့ပြောတာဘုရားပြောက်နေလို့ရှင်းလားလက်အုပ်ချီပြီးသားကြော့နေတာဘုရားမမြင်ဘူးကြည်ရတယ်နော်ရောက်တဲ့တပည့်တော်တို့ကြိုက်ထီရိုးရွှေတကုံမဟာမြတ်မုနိအဲ့ဒါဖယလဲထွက်တာဘုရားဘူးတာမဟုတ်ကျင်းတတ်သလားဘုရားကိုဘယ်လိုကြော့မလဲဂျေစုသိပြီးမှမမဲနဲ့ဘယ်လိုကြော့မလဲကြည်အကြောင်းပြည့်စုံမှခုတ်သုတ်တရာအရှင်မကြီးဖြေတဲ့စကားမှတ်ထားဟေ့တဲ့သမီးတို့ငါဘဝတစ်ခုကကွယ်အိမ်မှာပေါ့လေအခုအခိုင်းစိတ်ဖြစ်နေတဲ့အချိန်ဆွမ်းလောင်းကတော့တနေ့မှာပိစိကဗုဒ္ဓကိုကနာနှုတ်စွမ်းနေချက်လောင်းကြတယ်လောင်းကြတော့ယဟန်တစ်ပါးကနှုတ်စွမ်းကပူဆိုတော့သပိတ်ကိုကင်လို့မရဘူးတဲ့အဲ့ဒါနဲ့သူ့မှာရှိတဲ့လက်ကောက်တွေချွတ်ပြီးတော့မှသပိတ်ခြေအဖြစ်ညံနဲ့ရှင်ပြီးဘာနဲ့ရှင်လာလဲဒီအပူကိုလွတ်